ဖိုဘောမှာစာရေးပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုသုံးသက်တောင်ပွဲကဒီစပိန်အသင်းရဲ့ဒီကမ္ဘာချန်ပီယံဖြစ်သွားတဲ့နိုင်ပွဲပေါ့နော်ဆိုတော့ဒီစပိန်အသင်းရဲ့နိုင်ပွဲကအရန်ဟိုထိုက်တန်ပါတယ်တော်တော်လေးကိုဟိုကောင်းမွန်တဲ့ခြေစွမ်းတော်တော်လေးကိုခမ်းနားတဲ့ပုံစံနဲ့ပြီးတော့ဒီအတိတ်ပဲရှိတဲ့နိုင်ပွဲတစ်ပွဲပေါ့နော်စပိန်ကအဲ့လိုပုံစံနဲ့ကမ္ဘာချန်ပီယံဖြစ်သွားတယ်ဒါပေမဲ့စပိန်ရဲ့အနိုင်ရရှိတဲ့ပုံစံကဝါကပ်ကြီးရသွားတယ်ပေါ့နော်ဒီလောက်ခမ်းနားတဲ့အလုပ်ထက်တောင်ပို့ပြီးတော့ခမ်းနားသေးတယ်စပိန်ကစားသွားတဲ့ပုံစံကဘောလုံးပိုင်ဆိုင်မှုကိုကာကွယ်ရေးနည်းလမ်းတစ်ခုအဖြစ်သုံးခဲ့ပြီးသားပေါ့နော်ဆိုတော့ဒါလည်းအားလုံးသိတယ်စပိန်ဘောလုံးကင်တာအကောင်းဆုံးလို့စပိန်ခံစစ်ဒီလိုကောင်းတယ်ဆိုတာဒါပေမဲ့အဲ့ဒီအတွက်ပဲသုံးတာလည်းမဟုတ်ဘူးပြိုင်ဘက်ကိုအနောက်ဆုတ်ခိုင်းဖို့လည်းသုံးတယ်ကွင်းရဲ့ width ကိုချဲ့ဖို့အတွက်လည်းသုံးတယ်ဒီ space အသစ်တွေကိုဖန်တီးဖို့အတွက်လည်းသုံးတယ်ပြီးတော့ဒီပြိုင်ဘက်ကိုချင်းချောက်ဖို့အန်ဒီရပေးဖို့အတွက်လည်းသုံးတယ်စပိန်ကတကယ် perfect game နော်ပွဲစဉ်နှစ်ပွဲကစားသွားတယ်ပေါ်တူဂီနဲ့ပွဲမှာတော့ဒီလောက်မကောင်းနည်းနည်းအီလေဆန်သေးတယ်ပြင်သစ်နဲ့ပွဲရဲ့ဟိုအာဂျင်တီးနားရဲ့ပွဲဒီပွဲတွေမှာတော့စပိန်ကစားသွားတာအရန်ကောင်းလုံးတယ်သူတို့ကိုယုံကြည်မှုနဲ့ကိုပဲကိုရဲ့စနစ်ကိုလည်းမဆွန့်လွတ်သွားဘူးမိနစ်80ဒီကိုမရသေးတဲ့အချိန်မှာလေဒီပေးရက်ကိုခံစစ်ကနေပြီးတော့တီဆောက်နေတော့မယ်အချိန်ကိုရောက်တဲ့အချိန်မှာလေပယ်နတီကိုကြောက်ပြီးတော့ဘောက်ဆဲကိုဘောလုံးတွေရိုက်တင်တာမျိုးလည်းမလုပ်သွားဘူးအဲ့တော့ဒီစပိန်ရဲ့နိုင်ပွဲမှာအဲ့ဒီအချက်တွေကတော်တော်တန်ဖိုးကြီးတယ်အရေးအကြီးဆုံးကသူတို့ကဒီစိတ်ရှည်ခြင်းပေါ့နော်စိတ်ရှည်ခြင်းကတခါကျတော့ဘောလုံးမှာအနှုတ်လက္ခဏာဆောင်တတ်တယ်စိတ်ရှည်ခြင်းဟာဘာလို့စိတ်ရှည်လဲဆိုတော့ကိုမပေးရရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့စိတ်ရှည်နေတာအနှုတ်လက္ခဏာဆောင်သွားတတ်တယ်ဒါပေမဲ့အဲ့လိုအနေအထားမျိုးကိုစပိန်ကမရောက်ခဲ့တဲ့အပြင်ကိုလိုအပ်လာတဲ့အချိန်မှာ late game management အရင်ကောင်းတယ်အဲ့မှာတိုက်စစ်ကိုပိုရဲလာအောင်လို့ပိုရဲတင်းအောင်လို့သူတို့အမြဲတမ်းပြန်ပြောင်းခဲ့ပြီးတော့အမြဲတမ်းအလုပ်ဖြစ်တယ်ပြီးတော့နီကိုဝီလျံစ်ဝင်လာတဲ့အခါမှာနီကိုဝီလျံစ်ရဲ့အရှိန်ဟာဒီစပိန်ကိုထပ်ပြီးတော့မြင့်တင်ပေးတယ်မီကေမရီနိုဝင်လာတဲ့အခါမှာ box threat ကပို့ပြီးတော့အားကောင်းလာတယ်ပြီးတော့ Ferran Torres ဝင်လာတဲ့အခါ box threat ကပို့ပြီးတော့အားကောင်းလာတယ်အဲ့တော့စပိန်ကအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီ bench quality ကိုလည်းကျွန်တော်တို့မြင်ရတာပေါ့နော်ဝင်လာတဲ့ကစားသမားတွေက Ferran Torres မီကေမရီနိုတို့တကယ်Ferran Torres ကထားပါเนาะဒါဒီဘက်မှာကိုသွင်းသွားတယ်ကောင်းလဲကောင်းပါတယ်မရီနိုတို့လိုကစားသမားတွေတကယ်tactical mind နေเนาะသူတို့ဝင်လာတယ်နီကိုဝီလျံစ်တို့လိုတကယ်အရှိန်နဲ့ physicality နဲ့ pace နဲ့တော့ကစားတဲ့သူတွေအဲ့တော့ကိုအယူအဆကိုယုံကြည်ခြင်းဆိုတာဘာမှမပြောင်းလဲပဲခေါင်းမာနေခြင်းမျိုးမဟုတ်ဘူးရှင်းပြောရင်အခြေခံယုံကြည်ချက်ကိုမစွန့်လွတ်ပဲနဲ့အသေးစိတ်ပြင်ဆင်နိုင်တဲ့အသင်းအတွက်ဆိုရင်အဲ့ဒါခေါင်းမာတာမဟုတ်တော့ဘူးအဲ့တော့ဒါလာဖျွန်တေးရဲ့စပိန်ကအဲ့ဒါကိုပြခဲ့တယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီတန်ဖိုးကတော်တော်ကြီးတယ်ပွဲပြီးသွားတဲ့အချိန်စပိန်ကစားသမားတွေဖလားတွေမြောက်နေကြတယ်အဲ့မှာစင်မြင့်နေမီးအောင်တွေကြော်ညာတွေနာမည်ကြီးဧည့်သည်တွေပြန်ပြီးတော့မြင်ရတယ်ဆိုတော့ဘောလုံးကိုဒီအရာတွေကနည်းနည်းတော့မျက်စိနှောက်တယ်ဗျာမရှိလို့လည်းမရဘူးပေါ့လေထားပါတော့ဒီဘောလုံးက entertainment industry တွေကိုရောက်မှမသိရောက်လာပြီတပြေးပြေးနဲ့ဒါပေမဲ့ဒီစပိန်တို့လိုကစားတဲ့အသင်းတွေကဘောလုံးကိုပြန်ပြီးတော့ save လုပ်နေတဲ့အခါမှာကျွန်တော်တို့ကစိတ်ချမ်းသာရတယ်ပေါ့နော်စပိန်ကစားသွားတဲ့ဒီ play ကအဲ့တော့ဒီတော့အမှုပညာရှင်တွေအများကြီးလာတဲ့ game တစ်ခုမှာဒီ game ရဲ့ဒီ hero ကတော့ Rodri ပဲ Rodri ရဲ့ထက်မြက်မှု Rodri ရဲ့ဦးဆောင်နိုင်စွမ်း Rodri ရဲ့လမ်းကြောင်းတွေရွေးချယ်တာရှာဖွေတာပြိုင်ဘက်ရဲ့ဘောလုံးလမ်းကြောင်းတွေဖြတ်တောက်တာပြိုင်ဘက်ရဲ့ပြေးလမ်းကြောင်းတွေကိုဖြတ်တောက်တာဖောင်းမပါပဲလိုအပ်ရင်လည်းဖောင်းပေးရင်ပေးမယ်မက်ဆီကိုဆွဲလိုက်လို့ဖောင်းပေးရတာမျိုးလည်းရှိတယ် tactical ဖောင်းတွေကိုသူတို့လုပ်တယ်ပြီးတော့ဘောင်တွေကနေတော့ form မဖြစ်အောင်ကစားတယ်သူတို့မဟုတ် sorry Rodri အရန်ကောင်းလုံးတယ်ဆိုတော့game က Rodri ရဲ့ game ဖြစ်သွားတာပေါ့နော် Lionel Messi ကတော့ဒီအသက်အရွယ်မှာတောက်လျှောက်ကြီးတော့သူကစားနေမှာမဟုတ်ဘူးအဲ့အခိုက်အတန့်တစ်ချက်အတွက်သူကစားနေတာပြီးတော့ Scaloni ကလည်းအဲ့တော့သူ့ကိုလုံးဝကွင်းထဲကမထုတ်ဘဲနဲ့ထားတာဆိုတော့ဘယ်အချိန်မှာသိတာလဲဆိုတော့အာဂျင်တီးနား 1-0 နဲ့ရှုံးတဲ့အချိန်မှာသွားသိတာတဲ့အာဂျင်တီးနား 1-0 နဲ့ရှုံးတဲ့အချိန်မှာအဲ့ဒီအချိန်ပိုင်းမိနစ်ပိုင်းလေးပဲကြံတော့တာတော့မှစပိန်အတွက်တော်တော်လေးစိုးရင်စရာကောင်းတော့တွေ့ရတယ်
ဆိုတော့ကျွန်တော်ဘာသွားတွေ့မိလဲဆိုတော့စပိန်ဟာဒီပွဲမှာဥဆောင်ကိုမိနစ်60လောက်မှသာရရင်အာဂျင်တီးနားအဲ့လိုတက်ဖြစ်ရင်ကိုပြန်ရသွားမလားပေါ့နော်1-1ဖြစ်သွားမလားတွေးလို့ရတယ်အာဂျင်တီးနားအဲ့ဒီအချိန်သူတို့စပိန်ကိုဘလို့မှဖြတ်စည်းလို့မရဘဲနဲ့ခံစစ်ကိုပဲအာယုံစိုက်ပြီးတော့ကစားနေရင်အဲ့ထက်ကိုသူတို့မျောနေတာမရှုံးသေးတဲ့အခါကျတော့အာဂျင်တီးနားကအလုံးမလုံးတက်သေးသလိုဖြစ်နေတာအရှုံးသွားပြီးနောက်ပိုင်းအာဂျင်တီးနားပွဲပြီးကနေကစားသွားတာအမှဂိုးမဆိုဂိုးသွားလောက်တဲ့ chance တွေရတယ်နော်ဆိုတော့စပိန်ကတော့အေးစစ်စစ်ပဲသူတို့ game ကိုသူတို့စိတ်ရှိလက်ရှိနဲ့နေရာလွတ်ရှာဖွေတဲ့ game ကိုကောင်းကောင်းစားသွားတယ်အသင်းပေါ်တယောက်နဲ့တယောက်ယုံကြည်မှုအပြည့်ရှိတယ်အခွင့်အရေးရလာတဲ့အချိန်မှာတောင်းယူနိုင်စွမ်းအပြည့်ရှိတယ်အဲ့တော့စပိန်ကိုတကယ်ချီးကျူးတယ်အသိမှတ်ပြုတယ်တကယ် congratulation မှာသူတို့ရဲ့ဒီကစားပုံအထူးသဖြင့်တော့ Rodri ရဲ့ဦးဆောင်ပုံယမားလည်းကောင်းလာပါပဲယမားလည်းဒီပွဲမှာကောင်းတယ်အရင် game အပေါ်မှာအရင် impact မကြီးခဲ့ပြီယမားလည်းကောင်းပါတယ်ဒါပေမဲ့စပိန်အသင်းအနိုင်ကိုကတော့လူသားဝင်ကစားသမားတွေပေါ့နော်လူသားဝင်ကစားသမားတွေတွဲလုံးပေါ့ Nico Williams ချပေးလိုက်တာပေါ့ Ferran Torres သွင်းသွားတာအဲ့မတိုင်ခင်မှာလေ Nico Williams သွင်းတဲ့ဘောလုံးအဲ့ဒါကလည်း Mikel Merino ကြောင့်ထွက်လာတာကိုသွင်းလာဒါကိုမရလိုက်လို့အမှန်တော့ကိုရတယ်နဲ့ဆိုတော့sorry ကျွန်တော်ဒီအစီအစဉ်ကိုဒါဒီ Ubat ကနေကိုကြီးပံ့ပိုးပေးတာဖြစ်ပါတယ် Ubat နဲ့ပတ်သက်ပြီးတော့ဒါ ubatvip.com မှာအသိဉာဏ်တွေဝင်ရောက်လေ့လာကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီ Telegram link ကိုလည်းဒီ Facebook post ရဲ့အောက်မှာပေးထားပါတယ်အဲ့မှာလည်းသိလို့ရတယ်မေးမြန်းနိုင်ပါတယ်နော်ဆိုတော့နောက်ဆုံးတော့ဘယ်လိုပြောမလဲဆိုတော့ဒီပြိုင်ပွဲကတော့ညင်အမြင့်ဆုံးအသင်းပေါ့နော်ပြိုင်ပွဲတစ်လျှောက်လုံးမှာညင်အမြင့်ဆုံးအသင်းကထိုက်တန်တာပို့ဆွဲသွားတယ်ပေါ့ပြီးတော့ကို identity ကိုအပြသနိုင်ဆုံးအသင်းပေါ့နော်ဆိုတော့အာဂျင်တီးနားလည်းပြသနိုင်ပါတယ်အာဂျင်တီးနားဖြတ်တယ်ကျန်းတယ်ရမ်းတယ်ဆိုတော့လည်းသူတို့ identity ပဲလေနော်ထားပါတော့အဲ့တော့စပိန်ကတော့အပြသနိုင်ဆုံးအသင်းသူတို့ထိုက်တန်တာပို့ဆွဲသွားတယ်အာဂျင်တီးနားရဲ့အရှုံးဟာဘာမှတိတ်ပြီးတော့ထွေထူးပြောနေကြမလို့တော့အောင်ပြည့်စုံတယ်ထူးခြားတာကအာဂျင်တီးနားအသင်းဟာသူတို့ဒီအချိန်ပိုမိနစ်တွေရောက်လာတဲ့အထိတောင်မှကိုးကန်သွင်းဝင်တော့မရအောင် Messi chance တော့မရတော့ဘူးနော်ဒီ free kick လည်းမရတော့ဘူးတောင်းကမိုးရတော့တောင်းကမိုးကတော့လည်းချင်းချောင်းနိုင်တယ်ဒါပေမဲ့ထားပါတော့ဒီကိုးကန်သွင်းမှုမရှိကိုးတဲ့ကန်ချက်မရှိဆိုတဲ့အနေအထားထိဖြစ်သွားခဲ့တယ်ပေါ့နော်ဒါပေမဲ့အခြားတစ်ဖက်မှာပေါ့နော်အခြားတစ်ဖက်မှာကျွန်တော်အဲ့ဒါလေးတွေပြောရမယ်အာဂျင်တီးနားပထမပိုင်းမှာကစားတဲ့အခါမှာကိုးပေါက်ကန်သွင်းခြင်းမှုရှိခြင်းမရှိခြင်းထက်ပေါ့နော်အဲ့ဒါကဘာလဲဆို Unai Simon ရဲ့ဒီ space ကိုတက်ပြီးတော့ထောက်ထားနိုင်စွမ်းမြင်လို့လည်းပါတယ်ပေါ့နော်အဲ့မှာ Messi ခြေတန်းဥတာနဲ့ကျွတ်ထွက်သွားတာမျိုး Unai Simon အနီကထိသွားတာမျိုးတော့ဂိုးသွားတာမျိုးလည်းဖြစ်သွားနိုင်တယ်ဆိုတော့ Argentina play ကအဲ့အတွက်တည်ပြီးတော့ကစားနေတဲ့ play ပေါ့ဒါပေမဲ့စပိန်ပိုကောင်းတယ်အများကြီးပိုကောင်းခဲ့တယ်နော်ဆိုတော့ဒါတော့ဒီစပိန်အသင်းရဲ့ champion အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့သုံးသပ်တင်ဆက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ Rodri ကိုအပြည့်အတိအမှတ်ပြုရမယ်ပွဲတော်ကိုကျွန်တော်တို့ခံစားခဲ့ရတာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်